အားလုံးမင်္ဂလာပါနော်ကျွန်တော်အခုပြောပြပေးမှာကတော့တော်တော် short နဲ့ Shopee app ကိုကျွန်တော်တို့လိပ်စာထည့်နည်းကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်။လိပ်စာထည့်နည်းကတော့လွယ်ကူရိုးရှင်းနေပါတယ်။လွယ်လေးပါပဲလူလည်းလုံးနိုင်ပါတယ်။အရင်ဆုံးကတော့ကျွန်တော်တို့တော်တော်ကောက်တော့စီဖို့လိုပါတယ်တော်တော် short ဖွင့်မယ်ဆိုရင်ကျွန်တော်တော်တော်ကောက်တော့စီပါတယ်။အဲဆိုရင်ကျွန်တော်စီဖို့လိုရပါတယ်။ကျွန်တော်မြန်ပြထားတဲ့နေရာလေးဝင်လိုက်ပါနော်။ဝင်ပြီးသွားရင်ဒီကောင်ကချက်ချင်းဝယ်လို့မရသေးဘူးเนาะကျွန်တော်လိပ်စာမထည့်ရသေးတဲ့အတွက်အဲဆိုရင်ကျွန်တော်အပေါ်မှာမြန်ပြထားတဲ့အတိုင်းပေါ့နော်အဲမြန်ပြထားတဲ့နေရာလေးတစ်ချက်နှိပ်လိုက်ပါပြီးထပ်ပြီးကျွန်တော်မြန်ပြတဲ့နေရာလေးထပ်နှိပ်ပြီးပါတစ်ခေါက်ဒီမှာပေါ့နော်ကျွန်တော်ထည့်ရမယ့်ဟာလေးကျွန်တော်မြန်မာလူကြီးပြထားပါတယ်ကျွန်တော်မြန်ပြတဲ့နေရာတော့ရေးကြည့်ဆုံးဝင်တော့ခုနမြန်ပြတဲ့နေရာတော့ကျွန်တော်အဲ့ဆိုကျွန်တော်နာမည်ထည့်ပါမယ်ကျွန်တော်တို့လိပ်စာဘယ်လိုယူရမလဲဆိုတာကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်နောက်မှာဒီပြည်နယ်တွေဘာတွေဘယ်လိုကြည့်ရလဲဆိုတော့ကျွန်တော်ကတော့နောက်မှာပြရပေးပါတယ်အဲ့ဆိုရင်ကျွန်တော်ဒီမှာပြည်နယ်ရေးပါတော့ကျွန်တော်ပြည်နယ်ဘာညာတာတိုက်ကပေါ့ကျွန်တော်ပြည်နယ်ပါပြည်နယ်ကျွန်တော်နောက်ကပတ်တော့ပေါ့နော်နောက်ကပတ်တော့ပြည်နယ်ဒီကမှာစံပရာဒါနာမည်ပေါ့နော်ဒါစာပုတ်ကုတ်ပေါ့နော်စာပုတ်ကုတ်တွေက60ဟုတ်ကဲ့အဲ့တော့ဒီအခုနေရာမှာရေးကြည့်ဆုံးပေါ့နော်အဲ့ဆိုရင်ကျွန်တော် Google ရဲ့မှတ်တယ်သွားမယ် Google မှတ်တယ်ဝင်ပြီး location လေးကိုချက်ဖွင့်ရပြီเนาะအဲ့ဒါမှကျွန်တော်ဒီနေရာကိုကြည့်လို့ရမှာပေါ့ Google မှတ်တယ်တစ်ချက်ဝင်ပြီပါကျွန်တော်ပြတဲ့နေရာလေးတစ်ချက်နှိပ်ပွားရင်ပေါ့နော်ဒီမှာကျွန်တော်လိပ်စာပေါ်ပါပြီလိပ်စာပေါ်ပြီးဆိုကျွန်တော်အပေါ်ဆွဲတင်လိုက်ပါဒီစခွင်လေးကိုဆွဲတင်အဲ့လိုပေါ်လာလိုက်ကျွန်တော်ဝိုင်းပြရတာကျွန်တော်လိပ်စာပါအဲ့ဒီဟာကိုခုနကကျွန်တော်ပြထားတဲ့နေရာမှာဒီနေရာမှာထည့်ရမှာဖြစ်ပါတယ်ဒီနေရာမှာဆိုရင်တော့ကျွန်တော်ပေးပြီးနေမှာပေးမြို့နယ်မိတ်ဆွေကိုဆိုအကုန်လုံးပါပါလေဘယ်လမ်းအစားအဲ့ဒါကြာကြာလေးဖြည့်ထားပြီးပွားရင်ကျွန်တော်တို့တော်တော်ဆော့တွေကိုတောင်းပါမယ်တော်တော်ဆော့တွေကဒီနေရာလေးမှာအဲ့မှာပစ်ဆိုတဲ့နေရာလေးပစ်ချပြလိုက်ပါပြီးတော့ကျွန်တော်ဖုန်းနံပါတ်ပါညာလာကထည့်ပြီးရင်ပေါ့နော်ဒါကိုဖြည့်ပွားရင်ကျွန်တော်ရှေ့ကိုနေလိုက်ပါဒါဆိုကျွန်တော်တို့ရဲ့လေးစားတဲ့တာရပါပါပြီအဲ့ဆိုရင်ကျွန်တော်တို့အနေနဲ့ဒါတော်တော်ဆော့မှာပစ္စည်းတွေကိုလိုချင်တဲ့နေရာကိုအင်စီရောက်ဝယ်လို့ရပါပြီဒါဆိုကျွန်တော်ဝယ်လို့ရနေပြီပေါ့နော်တော်တော်အားမကြောက်ဗီဒီယိုကြည့်ပြီးတော့အားလုံးကျေးဇူးတင်အများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးကြည့်နေအောင် like subscribe လုပ်ထားပေးကြပါဦး